မြောက်တကုံမြို့နယ်ထဲကအိမ်အသစ်လှလှလေးတစ်လုံးရောင်းမှုရှိတာလေးကျွန်တော်ပြပေးချင်ပါတယ်ဒီအိမ်လေးကမြောက်တကုံမြို့နယ်41ရပ်ကွက်ထဲမှာရှိတယ်ဥဝိဇာလမ်းမှာယူဒဲပေါက်တယ်ဈေးတွေကျောင်းနေနဲ့လည်းနေတယ် location လေးကောင်းတယ်လို့ပြောလို့ရပါတယ်မြေကျယ်ဝန်းက40-60ရှိတယ်အိမ်ကတော့3တက် RC တိုက်တစ်ပါအိတ်ခန်းက master bedroom ကြီးပဲ9ခန်းပါတယ်တအိမ်လုံးကိုကျွန်းပါကေးတွေခင်းထားတယ်အထဲထဲမှာ decoration အကုန်လုပ်ပြီးသားအိမ်ခန်းကျယ်ကြီး2ခုပါတယ်ဖျားကန် kitchen ထမင်းစားကန်အစုံပါပါတယ်ပေါ့နော်အိမ်ထဲမှာဒီကောင်အိတ်ခမ်းနေလဲတော်တော်လေးကျယ်တယ်ရေချိုးခမ်းအိမ်နိုင်လဲကျယ်တယ်အတက်ဆင်းလောက်ထားတဲ့လေကားကြီးလဲတော်တော်လေးကျယ်တယ်ဗျအိမ်က modernize လဲဖြစ်တယ်အိတ်ခမ်းနေလဲကျယ်မယ်ခေါင်မိုးကလည်း roof slab လောက်ထားသေးတယ်ကိုကျွန်တော်ဒီ photo video ထဲမှာမြင်ရတဲ့အတိုင်းအိမ်ကတော့အိမ်လုံးပြင်ဆင်ပြီးသားအသက်ချက်ချွတ်လက်တင်နေုံမဲ့အိတ်ခမ်းတွေကိုလည်း air con တွေအကုန်တက်ပြီးသား light ကားကြီးလဲတက်ထားတယ်အိတ်ခမ်းနေတော်တော်ကြီးကိုကျယ်တယ်ဗျဒီကောင်အိမ်ကတော့3တက် RC ပါခြံထဲမှာလည်းကားရက်လို့ရမယ်ခြံရှိမှလည်းကားတော်တော်များများရက်လို့ရပါသေးတယ်မြေကျကတော့ပေ40ပေ60ပါမြေပိုင်ဆိုင်မှုကတော့ဂရန်မျိုး special power ယူထားတာဖြစ်တယ်ဒီကောင်ကသူကအိမ်ဆောက်ထားတဲ့ဒီဇိုင်းရဲ့ရက်ကွက်အနေထားရဲ့နဲ့ကြည့်မယ်ဆိုရင်တော့ခေါ်ထားတဲ့ဈေးကတော့အရင်မများဘူးဒီကောင်က 3RC တိုက်တစ်ကိုဈေးရ3000ခေါ်ထားတယ်ဈေးနှုန်းကပိုင်ရှင်နဲ့တိတိဆန်ဆန်ဆိုရင်တော့ညှိနှိုင်းလို့ရပါသေးတယ်မြောက်တကုံမြို့နယ်41ရပ်ကွက်ဦးဝိဇာလန်ဒဲပေါက်တဲ့နေရာလေးမှာရှိပါတယ်ခြံကျယ်40-60ပေါ်မှာ3တက် RC တိုက်တစ်ကလေးပါရောင်းမဲ့ဈေးလေးက3000ခေါ်ထားပါတယ်ဈေးနှုန်းကိုတိတိဆန်ဆန်ညှိနှိုင်းလို့ရပါတယ်စိတ်ဝင်စားတဲ့လူတွေရှိရင်ကျွန်တော်ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့လိုက်ကြည့်လို့ရပါတယ်အင်ချမ်မြေတွေရောင်းမှုငှားဖို့ရှိတယ်ဆိုရင်ကျွန်တော်ကိုဆက်သွယ်လို့ရပါတယ်တခြားမြို့နယ်တွေကအင်ချမ်မြေတွေကိုစုံစမ်းနေတယ်ဆိုရင်လည်းဖုန်းဆက်ပြီးစုံစမ်းလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်